ဒီနေ့ကျွန်တော်အတွက်ဖျားပေးထားတဲ့တီးတန့်ယူပါရောင်ပြတ်တိပန်းတိုင်အတွက်ကျွန်တော်တို့မှာအရေးကြီးဆုံးကတော့ယုံကြည်ခြင်းဖြစ်တယ်။ကျမ်းစာကဘလို့ဖော်ပြထားလဲဆိုရင်ယုံကြည်ခြင်းမရှိရင်ဖျားတဲ့ခင်ရဲ့စိတ်တို့နဲ့မတွေ့နိုင်လို့ကျမ်းစာကဖော်ပြထားတဲ့အတိုင်းပဲကျမ်းစာကပြောထားတဲ့အတိုင်းပဲဒီနေ့ကျွန်တော်အတွက်ဖျားပေးထားတဲ့ယူပါရောင်ဖျားပေးတဲ့ပန်းတိုင်ဖျားပေးတဲ့ပြတ်တိကိုတကယ်မြင်ခြင်းလို့ဆိုရင်ကျွန်တော်တို့ယုံကြည်ခြင်းရှိမှသာလျှင်ကျွန်တော်ဒီအရာကိုမြင်တွေ့မှာဖြစ်တယ်ကိုအတွက်တီးတန့်ဖျားပေးတဲ့အရာကိုတီးတန့်ယုံကြည်ခြင်းရှိမှကျွန်တော်တို့ဒီအရာကိုအကုန်ထေဖို့မှာဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်တို့လောက်ရမယ့်အရာကယုံကြည်ခြင်းတစ်ခုပဲရှိဖို့လိုတယ်ဖျားကဒီနေ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုမြင်ချင်တာဖြစ်တဲ့အတွက်ဒီနေ့ထိုဗျာတိထိုယူပါယုံထိုဘန်းတဲ့အတွက်ဒီနေ့ကျွန်တော်ဘက်မှာယုံကြည်ခြင်းခိုင်မာဖျားကထိုအရာတွေကိုကျွန်တော်ကိုပေးမှာဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်မှာယုံကြည်ခြင်းတာ၍ရှိဖို့လိုတယ်ယုံကြည်ခြင်းဖျားကိုပဲယုံကြည်ဖို့ရန်အတွက်သူပြည့်မြတ်အမှုအတွက်သူကိုပဲယုံကြည်ဖို့အရေးကြီးပါတယ်လို့ဝင်ငါရင်းနဲ့နေကောင်းချောက်အပ်ပါတယ်အယုတ်စီတိုင်းဖြစ်ရှင်ကောင်းကြီးပြပါစေအာမင်